အားလုံးပဲမင်္ဂလာပါဒီနေ့နည်းနည်းလေးမိတ်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ဒါစင်ကာပူနိုင်ငံမှာဆိုရင် engineering major တွေ IT computer science တို့ cyber security တို့ AI တို့နောက်တစ်ခုကကျတော့ software engineering တို့နောက်က business major တွေနောက်တစ်ခုအထူးသဖြင့်တော့ဆေးပညာနဲ့ပတ်သက်တဲ့ biomedical science pharmacy ဒီလိုမျိုးဘာသာရပ်တွေကိုစုံစုံလင်လင်သင်ကြားပေးရပေါ့နော်ဒါအပြင်သူတို့ media communication တွေရှိတယ်ဒီလို major မျိုးတွေကိုလည်းစုံစုံလင်လင်သင်ပေးနေတဲ့စင်ကာပူနိုင်ငံမှာရှိတယ်ဒါ PSP Academy ဆိုတဲ့အကြောင်းလေးနဲ့ကျွန်မမိတ်ဆက်ပေးချင်ပါတယ်နောက်တစ်ခုနည်းနည်းလေးကြွားချင်တာပေါ့နော်ကျွန်တော်တို့ RD Education and Consultancy Academy ကဒါ PSP Academy ကနေပြီးတော့ကျွန်တော်တို့နှစ်စဉ်နှစ်တိုင်းချီးမြှင့်နေကျွန်တော်တို့ outstanding best outstanding award ဆိုပြီးတော့ကျွန်တော်ဒါမြန်မာနိုင်ငံက academy တွေကိုအမြဲတမ်းချီးမြှင့်တာရှိပါတယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒီစုမျိုးကိုလည်းကျွန်တော်တို့ academy ကနေပြီးတော့9နှစ်စက်တိုက်ကိုဒါကျွန်တော်တို့ကအရှိတောင်အာရှမှာရောကျွန်တော်မြန်မာနိုင်ငံမှာရောဒါကျွန်တော်တို့ကုမ္ပဏီကနေပြီးတော့ RD Education ကနေပြီးတော့9နှစ်စက်တိုက်ဒါ outstanding award စုကိုနှစ်စဉ်နှစ်တိုင်းဒါပထမစုတစ်စုဖြစ်နေပေါ့နော်ဒါကျွန်တော်တို့အများဆုံးစုခုခဲ့တာဖြစ်ပါတယ်တကယ်တော့ဒီစုတွေကဘာကြောင့်ရခဲ့တယ်လဲဆိုရင်ဒါကျန်းစာကျန်းသူတွေအကောင်းဆုံးဝန်ဆောင်မှုပေးခဲ့တယ်နောက်တစ်ခုကကျွန်တော်တို့နဲ့ချိတ်ဆက်တဲ့တွာလာတဲ့ကျန်းစာကျန်းသူတွေကလည်းဟိုဘက်နိုင်ငံမှာပြန်တဲ့အခါမှာဆက်ဆက်ရအဆင်ပြေတယ်ဒါကြောင့်မို့လို့လည်းကျွန်တော်တို့ဒီစုတွေကိုတော့9နှစ်စက်တိုက်စုချရှိခဲ့တာပေါ့နော်ဒါလေးကတော့ကျွန်တော်နည်းနည်းလေးအကြောင်းနဲ့ပတ်သက်လို့ကျွန်တော်တို့ရထားတာလေးကိုနည်းနည်းလေးဝင်ပြောပြတာပါနောက်တစ်ခုကျွန်မဒီ PSP နဲ့ဆက်ပြီးပြောရမယ်ဆိုရင်ဒါ PSP Academy ကဒါစင်ကာပူနိုင်ငံရဲ့ private ကျောင်းလေးထဲမှာတစ်ကျောင်းဖြစ်တယ်နောက်တစ်ခုကကျောင်းသားကအနေထားနဲ့ဆိုရင်စိန်နှုန်းတင့်တယ်နဲ့နောက်တစ်ခုကငွေကြေးပေးမဲ့ပေးချေတဲ့အခါမှာလည်းကျွန်တော်တို့ installment plan လေးတွေပဲပေးရပါတယ်အဲ့တော့တချို့ကထင်တယ်စင်ကာပူနိုင်ငံမှာကျောင်းတက်ရင်ကျောင်းသားကလည်းအရင်စီကြည့်တယ်ကျောင်းသားကအရင်တော့ဈေးမကြီးပေမဲ့လည်းထိုက်တဲ့ကုန်ကြစရိတ်တော့ရှိပါတယ်အဲ့ဒီခါမျိုးမှာစင်ကာပူနိုင်ငံမှာအခုကျောင်းတက်မယ်ဆိုကျွန်တော်တို့အနည်းဆက်ဆုံးဖြစ်တဲ့ဒါအခု January intake ကိုရှောက်ချင်လည်းမိပါသေးတယ်2026 January intake ကိုရှောက်ချင်လည်းမိသေးတယ်တကယ်လို့ January intake ကနည်းနည်းကတ်တယ်ဆိုရင်ကျွန်တော်တို့ free file မှာလည်းကျောင်းဖွင့်ချိန်တွေရှိပါတယ် April မှာလည်းကျောင်းဖွင့်ချိန်တွေရှိပါတယ်အဲ့တော့ PSP Academy ကျောင်းတက်ရင်ဘယ်လိုပညာရေးချင်းတွေလိုအပ်တာလဲကျွန်တော်တို့ IGCSE အောင်ထိုင်တက်လို့ရတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီမြန်မာစနေဟောင်းဆယ်နဲ့အောင်ထိုင်လည်းတက်လို့ရတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ GED အောင်ထိုင်ရင်လည်းကျွန်တော်တို့ foundation test ရမှာလည်းဒါလိုက်တက်လို့ရတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ ECE A level အောင်ထိုင်ရင်လည်းတက်လို့ရပါတယ်ဒါအပြင် MCC level 3 4 5ဒီလိုတွေအောင်ထားရင်လည်းကျွန်တော်တို့ PSP ကိန်းမှာတက်လို့ရပါတယ်။ဒါပြင် HND level 5အောင်မြင်ထားတဲ့သူတွေဆိုလို့ရှိရင် top up program တွေရှိပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ bachelor degree မြန်မာနိုင်ငံကနေပြီးထားတဲ့ကျောင်းသားတွေအတွက်ကျွန်တော်တို့ဒါ master degree ပေါ့နော် engineer သမားတွေအတွက်ဆိုရင် MSc engineering management လို့တက်လို့ရတယ်။တစ်နှစ်ပဲတက်ရပါတယ်။နောက်တစ်ခုကကျွန်တော်တို့ဒီမြည်တိပွဲရမှာဆိုကျွန်တော်တက်လို့ရတော့ MBA program ရှိပါတယ်သူကလည်းဒါ UK ကနေပြီးပါတယ်1 year ပဲတက်ရပါတယ်ဒါအပြင်အဲ့ဒီ master program တွေအတွက်လည်းကျွန်တော် scholarship ကိုဘယ်လောက်တောင်ပေးထားအောင်ဆိုတော့စင်ကာပူဒေါ်လာ9000ကျော်နဲ့အထက်မှာသူတို့ scholarship ပေးထားပါတယ်ဒါကြောင့်မလို့ကျောင်းသားကပုံမှန်စရိတ်တဲ့ဆိုင်ဒါသိန်း200ကျော်လောက်ကိုအများကြီးတက်တာနေတာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့အခု PSP ကိန်းမှာတက်သွားမယ်ကျောင်းသားကျောင်းသူတွေအတွက်ဆိုရင်ဒါကျွန်တော်တို့ IGCSE သမားတွေဆို foundation 6လပြီးပြီဆိုရင် diploma 9လပြီးပြီဆိုရင် bachelor 16လပါအကယ်၍မြန်ကျောင်းသားကျောင်းသူတို့က GD ဒါမှမဟုတ်လို့ရှိရင်လည်း grade 10စနစ်ဟောင်း10တန်းပေါ့နော်ပြီးပြီဆိုရင်စနစ်သက်12တန်းဒီလိုအောင်ထားတဲ့ကျောင်းသူကျောင်းသားတွေအတွက်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ foundation 6လလုပ်ပြီးတော့ကျွန်တော်တို့ first year diploma 9လကိုဒါရိုက်တက်လို့ရပါတယ်ပြီးပြီဆိုရင် bachelor က16လတက်ရပါတယ်စုစုပေါင်းဆိုရင် total bachelor ရဖို့အတွက်ကနဲ့1လဆိုရင်ဒါကျောင်းပွဲရပြီပေါ့နော်တက်သူတွေရောဘယ်သူနဲ့ချိတ်ဆက်ထားလဲ PSP Academy ကသူ့ရဲ့ဒီသူချိတ်ဆက်ထားတဲ့နိုင်ငံတကာတက်သူတွေဆိုလို့ရှိရင်ကျွန်တော်တို့ UK ရဖြစ်တဲ့ Coventry University တို့เนาะကျွန်တော်တို့ဒီ Hertfordshire တို့ပေါ့เนาะပြီးပြီဆိုရင်ကျွန်တော်တို့ Australia ဆိုရင်Newcastle University เนาะပြီးပြီဆိုရင်ကျွန်တော်တို့နောက်တစ်ခုကဒီ New Zealand ကပေါ့နော် Maxi University တို့နဲ့သူတို့ကချိတ်ဆက်ပေးတဲ့အခါမှာကျွန်တော်တို့ကျောင်းသားကျောင်းသူတွေအတွက်ပွဲတွေကိုလည်းအဲ့ဒီနိုင်ငံကပေးတဲ့ပွဲတွေကို PSP ကိန်းမှာတက်မယ်စင်မှာတက်မယ်အဲ့နိုင်ငံကပေးတဲ့ပွဲတွေကိုရရှိရဖြစ်ပါတယ်နောက်တစ်ခုပေါ့ဒီအထူးသဖြင့် medical ဘိုင်းကိုစိတ်ဝင်စားတဲ့ကလေးတွေဆိုရင်ဒါ biomedical science ပညာဆိုရင်ကျွန်တော်တို့ဘယ်သူနဲ့ချိတ်ဆက်ထားဆို Australia နိုင်ငံမှာနာမည်ကြီးတဲ့ Lathrop University နဲ့သူချိတ်ဆက်ပြီးတော့ပြီးပါတယ်ဒါဆိုရင်ကျွန်တော်တို့ IGCSE ပဲအောင်ထားကျွန်တော်တို့မြန်မာ grade 12ပဲအောင်ထား
မြန်မာ grade 10မဲ့အောင်သူတို့ကနေပြီးတော့ကျွန်တော်တို့ဒီပထမfoundation diploma ဆိုပြီးကျွန်တော်တို့6လအနေ9လအရင်တက်ရပါတယ်အဲ့ဒါတက်ပြီးသွားပြီဆိုတော့လည်းတပြိုင်နက်ကျွန်တော်တို့ bachelor 2 years ကိုတက်ရပါတယ်စုစုပေါင်းအချိန်ကာလအဖြစ်2နှစ်ခွဲကနေ2နှစ်9လလောက်အတွင်းမှာကျွန်တော်တို့ bachelor of biomedical science ဆိုပြီးတော့ဒါ Australia နိုင်ငံ Latrobe University ပြီးတဲ့ပုံရမှာဖြစ်ပါတယ်ဒီ program ကလည်းကျွန်တော်တို့မြန်မာကျောင်းသူကျောင်းသားတွေကြားမှာတော်တော်လေးခေတ်စားတဲ့ program ဖြစ်တယ်ဘာလို့ဆိုတော့သူကစာတွေ့တယ်မဟုတ်ဘဲနဲ့ကျွန်တော်တို့တကယ်ကိုလက်တွေ့ပေါ့ science နဲ့ပတ်သက်တာတွေဒီတွင်စက်သက်တာတွေလောက်ရတဲ့ duty code နဲ့စာသင်ကြားရတယ်ပေါ့နော်တင်းတဲ့ဆရာတွေအားလုံးတော့ Australia Latrobe University ဆရာတွေကိုယ်တိုင်သင်တာဖြစ်တဲ့ကြောင့်မလို့ကျောင်းသားကျောင်းသူတွေရဲ့ feedback အရာလည်းဒီပညာသင်ရကောင်းပါတယ်နောက်တစ်ခုက highlight လုပ်ချင်တာတော့ကျွန်တော်တို့မြန်မာကျောင်းသားကျောင်းသူအများဆုံးကြိုက်တဲ့ IT တို့ computer science တို့ cyber security တို့ AI တို့ဆိုတဲ့ major တွေကိုလည်းဒါအင်္ဂလိပ်နိုင်ငံတိုင်းပွဲရမှာဖြစ်ပါတယ်အချိန်2နှစ်25လအတွင်းမှာပဲကျွန်တော်တို့ပွဲရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီကိစ္စရဲ့ accounting and finance လို့ major မျိုးတွေပေါ့ဒါဆိုရင်လည်းကျွန်တော်တို့အချိန်2နှစ်ကနေ2နှစ်ခွဲတွင်းကြာမှာဖြစ်ပါတယ်။ကျောင်းသားကကုန်ကြစိတ်တွေရောဘယ်လောက်ရှိလဲ။အခုဆိုရင်အစအဆုံးလက်ရှိမှာလည်းစင်ကာပူငွေဈေးလေးရတယ်တည်ငြိမ်နေတာဖြစ်တယ်။အဲ့ဒီခံမျိုးဆိုရင်လက်ရှိမြန်မာငွေကြီးနဲ့ပြောမယ်ဆိုရင်ဒီ2နှစ်တာက25လတာကာလအတွင်းမှာဆိုရင်ကျွန်တော်တို့ကုန်ကြစိတ်ကဘယ်လောက်ရှိလဲဆိုတော့စုစုပေါင်း1300 1400လောက်ပဲကျောင်းသားကရှိပါတယ်။ဒါကိုလည်းကျွန်တော်တို့အရှိကြ6ကြိမ်လောက်ခွဲပြီးတော့သုံးလို့ရပါတယ်။ဒါအခုကျွန်တော်တို့ဒီ medical နဲ့ပတ်သက်တာမျိုးဆိုတော့သူတနေ့နေ့ပို့ပြီးတော့များပါတယ် biomedical science လို့ဟာမျိုးဆိုရင်ပေါ့နော်အဲ့ဒါကအရေးချက်စနစ်နဲ့ပေးခွင့်ရတဲ့ကြောင့်မို့လို့အရေးချက်6ချိန်9ချိန်10ချိန်ဒါ2နှစ်တာကာလအတွင်းမှာဒီလိုလေးတွေခွဲပြလိုက်ကြောင်းကျောင်းသားကျောင်းသူတွေမိဘတွေလည်းတစ်ခေါက်ကျောင်းသားကတွင်မယ်ဆိုရင်ဒီလက်တစ်ချိန်မှာမြန်မာငွေ300ပတ်ချလက်တော့ပဲကြာပါတယ်ရှင်ဒါအပြင် study grant တွေ scholarship တွေဒါ PSV Academy မှာဆိုတော့2026အတွက်ကျွန်တော်တို့ကျောင်းသားကျောင်းသူတွေ offer ပေးထားပါတယ်ဒါအပြင် first year diploma ပြီးသွားတဲ့အခါမှာကျွန်တော်တို့ထူးချွန်တဲ့ကျောင်းသားကျောင်းသူတွေအတွက် bachelor degree မှာ scholarship တွေကို 50% ဆက်လက်ပြီးတော့ရှောက်ထားလို့လည်းရပါတယ်ရှင်အဲ့တော့ဒါ PSV Academy လေးမှာတက်ချင်လို့စိတ်ဝင်စားရသူဆိုရင်ကျွန်တော်တို့ already education ရဲ့ PSV Academy ရဲ့ the best agent studio မှာနေစတဲ့ရထားတဲ့သူပါအဲ့အတွက်လည်းကျွန်တော်တို့ကနိုင်ငံ PSV Academy မှာတက်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့မိသိဝန်ဆောင်ကမှမယူဘဲနဲ့အခမဲ့ဘာသာရေးရွေးချယ်ပေးရတယ်၊ကျောင်းလျှောက်ပေးရတယ်၊နောက်တစ်ခါကျွန်တော် study grant လျှောက်ပေးရတယ်၊အခမဲ့ visa လျှောက်ပေးရတယ်၊နေထိုင်မှုအတွက်အဆောင်လေးရှာပေးရတယ်၊လက်မှတ်စီစဉ်ပေးရတယ်ကိုမြစ်တာဖြင့်အခမဲ့ကျွန်တော်တို့အစအဆုံးဝန်ဆောင်တာမရှိဘဲနဲ့ကိုကြီးဆောင်ရွက်ပေးနေပါတယ်ရှင်။အဲ့တော့ PSV Academy ရဲ့ဒါအနည်းဆက်ဆုံး intake တွေကို January, February, April ကိုလျှောက်ထားခြင်းနဲ့ March, April ကိုလျှောက်ထားခြင်းနဲ့ဆိုရင်ကျွန်တော်တို့ early education ကို phone တစ်ချက်သာဆက်လိုက်ပါဒါမှမဟုတ်လေရုံးကန်မှာလာရောက်ဆွေးနွေးပါဒါမှမဟုတ်လေ page ကနေပြီးတော့ page messenger တော့၎င်း TikTok ကနေတော့၎င်း Fiverr ကနေတော့၎င်းဆက်သွယ်လိုက်ပါကျွန်တော်တို့ company ရဲ့ education consultant တွေကနေပြီးတော့ဖြစ်ကြပြီးတော့ဆက်လက်ပြီးတော့ဝန်ဆောင်မှုတွေအခမဲ့ပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်